ကျွန်တော်တို့၏ဘဝသည်ယခုကဘာတွင်အချိန်နှဲငယ်သာရှိပါသည်ကျွန်တော်တို့သည်တေမင်းအချိန်၌ဖျားသခင်ကိုရင်ဆိုင်ရမည်ဖြစ်သည်ဟေဘရဲကို29သို့သောသတင်းမှာလူသားသည်ကြာဆင်းနေသောအခြေအနေတွင်ရှိသည်ဖျားသခင်ဖန်ဆင်းသောပထမဆုံးလူသားနှစ်ဦးသည်အေဒင်ဥယျာဉ်၌နေထိုင်ခဲ့ကြသည်သူတို့ကိုဖျားသခင်၏ပုံစံအတိုင်းဖန်ဆင်းခဲ့ပြီးကိုသိရှိခြင်းဉာဏ်ပညာနှင့်တန်ရှင်းခြင်းတို့ကိုပိုင်ဆိုင်ခဲ့ကြသည်ကတန်း26သူတို့သည်ဖျားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိခဲ့တော်လဲကောင်းမကောင်းကိုသိစေသောတစ်ပင်၏ဖြောရည်ကိုမစားရန်အမိန့်ကိုမနာခံကြသဖြင့်ကဘာကြီးအပေါ်အရှင်၏ညီညာမှုကျဆင်းသွားပြီးလူသားထဲသို့အပြစ်ဝင်လာခဲ့သည်က3ထို့နောက်မွေးဖွားလာသောလူတိုင်းသည်အပြစ်နှင့်ပျက်စီးသောတဘာဝကိုအမွတိဆက်ခံခဲ့သည်ယောမ9:2ဖျားသခင်၏စကားတော်သည်လူအလုံးသည်အပြစ်ပြီးဖျားသခင်၏ဂုဏ်တော်ကိုမပြည့်စုံကြဟုကြေညာထားသည်ယောမ3:23အပြစ်၏အခကြေးငွေမှာတေခြင်းဖြစ်ပြီးယောမ6:23ဒုတိယတေခြင်းမှာမိကန်ထဲ၌ဖြစ်မည်ဗျာဒိတ်20:14-15ကျွန်တော်တို့၏ဝိညာဉ်သည်မတည်ဆွမ်းသောကြောင့်အပြစ်တဘာဝကြောင့်ကိုကယ်တင်နိုင်ခြင်းမရှိသဖြင့်ငရဲ၌အစဉ်အမြဲပြစ်ဒဏ်ခံရမည်ဖြစ်သည်ထို့ကြောင့်ဖျားသခင်၏ညီညာမှုနှင့်တန်ရှင်းမှုကိုဖြည့်ဆည်းပေးနိုင်သောကယ်တင်ရှင်တဦးလိုအပ်သည်ဟေဘရဲ10:5ကောင်းသောသတင်းမှာကယ်တင်ခြင်းအပြစ်လွတ်ခြင်းနှင့်ဖျားသခင်နှင့်ပြန်လည်တည်မြတ်ခြင်းအတွက်ကောင်းကင်အောက်၌တဦးသေးသောနာမည်နှင့်တဦးသေးသောလမ်းသာရှိသည်လူသားတို့ကယ်တင်ခြင်းကိုလက်ခံနိုင်မည့်နာမည်တစ်ခုကိုသာဖျားသခင်ပေးထားသည်တမန်တော်လေး7ယေရှု၏နာမည်၌တစ်ဖက်ချင်းစံနေတိုက်မည်ရှောက်ချီးမွမ်းမည်ဖိလိပ္ပိ1:10သူသည်လမ်းအမှန်တရားဘဝဖြစ်သည်လူသားအတွက်ဂရုပေးထားသောကယ်တင်ရှင်ဖျားသခင်၏တဦးသေးသောသားဖြစ်ပြီးအစဉ်အမြဲတည်ရှိသူအရာအလုံးကိုဖန်ဆင်းသူဖြစ်သည်ဖျားသခင်၏သားသည်လူသားအဖြစ်ထင်ပေါ်လာပြီး incarnation လက်ဝါးကပ်တိုင်၌တည်မည်တရားထမြောက်မည် resurrection သူ၏ကိုယ်တော်ကိုပေးပြီးတန်ရှင်းသောသွေးကိုလက်ဝါးကပ်တိုင်၌တွန်းချခြင်းဖြင့်ကယ်တင်ခြင်းအပြစ်လွတ်ခြင်းဖျားသခင်နှင့်ပြန်လည်တည်မြတ်ခြင်းအတွက်တစ်ကြိမ်သေးသောအပူဇော်ခံဖြစ်ခဲ့သည်ကျွန်တော်တို့သည်ဖျားသခင်၏ဂရုဏာတော်ဖြင့်သခင်ယေရှုခရစ်နှင့်သူ၏သတင်းစကားကိုယုံကြည်ခြင်းဖြင့်ကယ်တင်ခံရသည်အမှားယွင်းသောယုံကြည်မှုများနှင့်အပြစ်ကျင့်များမှလွတ်၍ဖျားသခင်၏တဦးသေးသောသားယေရှုခရစ်ကိုသခင်နှင့်ကယ်တင်ရှင်အဖြစ်လက်ခံပါသူ၏သတင်းစကား၏ဂရုဏာတော်ကိုအပြည့်အဝယုံကြည်ပါဖျားသခင်၏ကယ်တင်မှုအလုပ် incarnation death on the cross resurrection ဆုတောင်းပါကောင်းကင်၌ရှိသောကျွန်တော်တို့၏အဖျားသခင်၏တဦးသေးသောသားယေရှုခရစ်ကိုကျွန်တော်၏သခင်နှင့်ကယ်တင်ရှင်အဖြစ်လက်ခံပါသည်သခင်ယေရှုသင်၏ကယ်တင်ခြင်းသတင်းစကားကိုကျွန်တော်ယုံကြည်ပါသည်ကျွန်တော်၏ဘဝ၌အုပ်ဆိုးပါတန်ရှင်းသောဝိညာဉ်တော်၏အာနုဘော်ဖြင့်ပြောင်းလဲပေးပါသခင်သင်၏အစဉ်အမြဲဘဝနှင့်အလွန်များသောဂရုတော်အတွက်ကျေးဇူးတင်ပါသည်ယေရှု၏နာမည်ဖြင့်ဆုတောင်းပါသည်အမိန်ယုံကြည်ခြင်းမှကယ်တင်ခြင်း၏အာမခံချက်ကိုအပြည့်အဝပေးသည်ဖျားသခင်သည်ယေရှုကိုယုံကြည်ခြင်းဖြင့်အစဉ်အမြဲဘဝကိုဂရုပေးထားသည်တယောဟန်9:9-13ဒုတိယတေခြင်း၏စီရင်ခြင်းကိုမကြုံရတော့ပါတေခြင်းမှဘဝသို့ကျော်လွှားသွားပြီးယောဟန်9:23-24ကိုပေါင်းသည်တေတော်လဲဖျားသခင်သည်ထမြောက်စေမည်ယုံကြည်သူသည်အစဉ်အမြဲတည်မည်မဟုတ်ပါယောဟန်7:25-26ဖျားသခင်သည်အနာဂတ်ကိုကင်ထားသည်သူ၏လက်တော်မှမြည်သူမျှခိုးယူ၍မရနိုင်ပါယောဟန်10:29-29ဖျားသခင်၏ချစ်ချင်းမေတ္တာမှမြည်သူမျှခွဲခြား၍မရနိုင်ပါယောမ8:35-39ဖျားသခင်၏ဝိညာဉ်တော်သည်ကျွန်တော်တို့ထဲ၌နေထိုင်ပြီးသခင်ယေရှုခရစ်ပြန်လာသည့်အထိတည်ရှိနေမည်ဧဖက်10:3-14ဖျားသခင်၏သားတော်နှင့်ခရိယန်ဖြစ်တဲ့အတွက်ဆန္ဒတော်အဖတားတန်ရှင်သောဝိညာဉ်တော်၏နာမတော်ဖြင့်ရေထဲ၌စိတ်ချင်းခံပါမဿဲ28:19သခင်ယေရှုခရစ်၏ကရုဏာတော်နှင့်ဉာဏ်ပညာ၌တိုးတက်ပါသခင်ထဲ၌နေထိုင်ပြီးသူ၏စကားတော်ထဲ၌တည်နေပါယုံကြည်ခြင်းနှင့်ဖျားသခင်ကိုချစ်ခြင်း၏အထောက်အထားဖြင့်ယောဟန်15:5-10ဆုတောင်းပါမဿဲ6:6-9တမန်ကျမ်းစာမှသင်ယူပါမဿဲ7:28-30ယောဟန်18:18ဝိညာဉ်နှင့်အမှန်တရား၌ဖျားကိုဝတ်ပြုသောခရစ်ယာန်ဖော်များနှင့်အတူတင်းသပင်ရှိပါယောဟန်4:23-24